အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မင်းစီသူပါကျွန်တော်က TikTok မှာ Facebook မှာ YouTube မှာဤပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ Personal Development နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်ငွေကြေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမကြာခဏဆိုလို့ရေးသားမျှဝေတာတွေလုပ်ပေးပါတယ်ဤပညာလောကတွေမှာတော့ကျွန်တော်တော်တော်များများသိပြီးသားပါဒါပေမဲ့မသိသေးတဲ့လူတွေအတွက်ကိုတော့ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့မိတ်ဆက်ပေးပါမယ်ဗျအဲ့တော့ကျွန်တော်ဘယ်မှာစလဲလို့မင်းကျွန်တော်2019လောက်မှာ IoT developer ကိုကျွန်တော် internship အနေနဲ့စပြီးတော့အလုံးဝင်လုပ်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာ JavaScript React Native လို့ React လို့ဤပညာတွေသုံးပြီးတော့ကျွန်တော် software developer အနေနဲ့ project ပေါင်း50ကျော်ကိုကျွန်တော်အောင်မြင်ဝန်ဆောင်မှုပေးနိုင်ခဲ့တယ်2022လောက်မှာကျွန်တော်စိုက်ပျိုးရေးကုမ္ပဏီတစ်ခုနဲ့ပေါင်းပြီးတော့ MMD Snake လို့ခေါ်တဲ့မြန်မာပြည်ကမွေတွေနဲ့ပတ်သက်ပြီးတော့ project တစ်ခုကိုကျွန်တော်တို့လှုပ်ဆောင်ခဲ့တယ်။နောက်မြန်မာဘာသာစကားနဲ့အမိန့်ပေးနိုင်တဲ့ Burmese Voice လို့ခေါ်တဲ့နည်းပညာကိုလည်းကျွန်တော်တို့ဖန်တီးခဲ့တယ်။2023ဒီဇင်ဘာလောက်မှာမြန်မာ GPT လို့ခေါ်တဲ့မြန်မာဘာသာစကားနဲ့အသုံးပြုလို့ရတဲ့ AI chat model တစ်ခုကိုကျွန်တော်တို့တည်ဆောက်ခဲ့တယ်။အဲ့နောက်နေ့မှာပဲကျွန်တော် Grand Ride မှာ AI consultant အနေနဲ့ကျွန်တော်အလုပ်လုပ်ခဲ့တယ်။နောက်ဒီကျွန်တော်တို့2024ထဲမှာဆိုရင်ကျွန်တော်တို့အဟိង្စာ .ai လို့ခေါ်တဲ့ဒီအိန္ဒိယမှာရှိတဲ့အိန္ဒိယဘာသာစကားတွေနဲ့ပတ်သက်ပြီးတော့သူတွေတနာလုပ်နေတဲ့ startup တစ်ခုကိုကျွန်တော်တည်ထောင်ခဲ့တယ်။နောက်ဒီပြီးခဲ့တဲ့နှစ်ပေါ့နော်ပြီးခဲ့တဲ့နှစ်2024-2025ဂျာကာလာမှာဆိုရင်လည်း TikTok ရဲ့ AI Hub ပေါ့နော် TikTok ရဲ့ AI Hub လို့ပြောလို့ရတယ်ချင်းလီယိုပေါ့ချင်းလီယိုတို့နဲ့ပေါင်းပြီးတော့ဒီအာဆီယံမှာအာရှမှာရှိတဲ့တက္ကသိုလ်တွေအကောင်းဆုံးတက္ကသိုလ်တွေ NUS စတဲ့ SNU စတဲ့တက္ကသိုလ်တွေပေါ့နော်ပေါင်းတယ် New York University ဒါနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ Sailor 2လို့ခေါ်တဲ့အာဆီယံမှာရှိတဲ့ AI နဲ့ပတ်သက်တဲ့ဘာသာစကားတွေပေါ့နော်အာဆီယံမှာရှိတဲ့ဘာသာစကားတွေနဲ့ပတ်သက်တဲ့ AI model တခုကိုကျွန်တော်တို့ဖန်တီးတည်ဆောက်ခဲ့တယ်အဲ့တော့အဲ့ဒီနှစ်အတွင်းမှာပဲကိုကျွန်တော်တီးတိမ် Burmese English လို့ခေါ်တဲ့တီးတိမ်ဘာသာစကားအင်္ဂလိပ်ဘာသာစကားမြန်မာဘာသာစကား၃မျိုးလုံးကိုသင်ယူလို့ရတယ်စာအုပ်လက်ဆွဲစာအုပ်တို့ကိုကျွန်တော်တို့ရေးခဲ့တယ်တီးတိမ်ချင်းတွေနဲ့ပေါင်းပြီးတော့အဲ့တော့ဒီနှစ်ထဲမှာဆိုရင်လည်းကျွန်တော် Web3 culture လို့ခေါ်တဲ့ crypto တွေအကြောင်း blockchain တွေအကြောင်းဒီ decentralized လို့ခေါ်တဲ့ဗဟိုမဲစနစ်တွေအကြောင်းကိုကျွန်တော်စာအုပ်တော်ရေးခဲ့တယ် Web3 ယဉ်ကျေးမှုဆိုပြီးတော့အဲ့တော့ဒါကတော့ကျွန်တော်ရဲ့ဘာတွေလုပ်ခဲ့လဲဆိုတဲ့ကိုကြီးအချင်းဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်